ဒါတော့မီ14စီလို့လာဝယ်တာ Basic 1 2နော်ညီမလေးဟုတ်တယ်Basic 128ကိုအမေလေးကမှဆိုဖိတ်ခိုင်းကြရလားဟုတ်တယ်နော်အမေလေးကဲလာတယ်နော်အဲ့လေအခုလက်ရှိ၄သိန်းကျော်လေးနဲ့ရောင်းပေးထားရပေါ့နော်သူနဲ့ကအကျွေးရှိရဲဆိုတာဘာအကျွေးလဲဆိုတော့ဒီဟာသူလာဝယ်တာဒီဆိုင်ကိုတခြားသူကညွှန်လိုက်တယ်ဒီဆိုင်ကိုသွားလိုက်တဲ့ဒီဆိုင်ရတဲ့ဟိုဘယ်လိုပြောမလဲဆိုတော့ဘာပြောလိုက်တာကိုတော့မှတ်မမိတော့ဘာဘယ်လိုညွှန်လိုက်တာဆိုင်ကောင်းတယ်ပေါ့နော်နေရောမြောက်အဆင်ပြေတယ်အဲ့ဆိုင်ကိုသွားကြည့်လိုက်မအဆင်ပြေလိမ့်မယ်ပေါ့ဆိုတော့အဲ့လာတာစိတ်ဝင်လိုင်းနေတငယ်ချင်းတွေဟုတ်ညွှန်လိုက်တာအဲ့လိုလေးပြောပြလိုက်တာအဲ့နဲ့သူ့ဒီကငါပြောထားတာလာဝယ်တဲ့ချိန်ကျမှအဲ့ဟာအဖြစ်ပြန်ပြလိုက်တော့လို့မရတာတကယ်လည်းကောင်းတယ်တကယ်လည်းဆက်ဆက်ရေးလည်းကောင်းတယ်ပြေးလည်းပြေးတယ်ဆင်းလည်းပြေးတယ်ကျေးဇူးတင်ပါတယ်ရုံထဲမှာဝယ်နေတဲ့သူရှိတယ်ပြောပြနော်ဒီကောင်လေးကိုအရေးကြားလျှောက်ပြီးဝယ်နေတဲ့သူဆိုလို့ရှိရင်ကနဦးပေါ့နော်4သိန်း5000ဆိုလို့ရှိရင်3သိန်းဝန်းကျင်လောက်ရှိရင်ဒီကောင်ရေးကြားလျှောက်လို့ရပါတယ်ကဲဝယ်သွားတယ်ညီမလေးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဘုရားလေးရှိလာခဲ့ပြီနော်